ဖြစ်ပါတယ်မပြန်ခင်လေးမှာဒီ church မှာလာရောက်ပြီးတော့ဂုဏ်တော်ချီးမွမ်းခွင့်ရတဲ့အတွက်မတမကျေးဇူးတော်ကိုချီးမွမ်းပါတယ်ကျွန်တော်ခုဂုဏ်တော်ချီးမွမ်းမဲ့တခြင်းကတော်ပါသေးတယ်ဆိုတဲ့တခြင်းဖြစ်ပါတယ်ကျွန်တော်တို့နေ့စဉ်သွားလာလှူရှာတဲ့တက်တာကကြည့်မယ်ဆိုရင်တော့ပုံမှန်လိုင်းပါပဲအရင်ကတစ်နှစ်ကလည်းဒီတိုင်းပဲကျွန်တော်အရင်နှစ်လာတော့မှလည်းဒီတိုင်းပါပဲအခုလည်းဒီတိုင်းပဲနှစ်တောင်ကြော်သွားတယ်ဒီတိုင်းပဲဒါပေမဲ့တခုပြောင်းလဲသွားတာပါလဲဆိုတော့ဖျားရှင်ကျွန်တော်တို့အပေါ်မှာထားတဲ့ planning ကကျွန်တော်တို့အရင်နှစ်နဲ့မတူတဲ့အရာလေးတခုမဟုတ်တခုတော့ရှိမယ်လို့ကျွန်တော်ယုံကြည်ပါတယ်ကျွန်တော်တို့မမွေးခင်ကတည်းကကိုရရှင်ကကျွန်တော်တို့အတွက်ပြင်ဆင်ပေးထားတဲ့အရာတွေ planning တွေကျွန်တော်တို့မသိနိုင်တဲ့အရာတွေဟာရှိပါတယ်ဒါတွေစဉ်းစားမယ်ဆိုရင်ကျေးဇူးတော်ပါပဲပတ်ဝန်းကျင်ကြည့်မယ်ဆိုရင်လည်းအရာအလုံးကကိုရရှင်ဖန်ဆင်းခြင်းကိုကြည့်ခြင်းအပြင်ယေရှုကိုရောရှိတယ်ဆိုတာကိုသိနိုင်ပါတယ်အဲ့လိုပဲအခုကျွန်တော်ချီးမွမ်းမဲ့တခြင်းကလည်းကျွန်တော်တို့အသက်တာကိုကြည့်မယ်ဆိုရင်ယေရှုမပါပဲသွားမယ်ဆိုရင်အရန်ကြောက်စရာကောင်းပါတယ်ဒါကြောင့်ခရစ်တော်ကိုမထားခဲ့ကြပါနဲ့လို့ကျွန်တော်တိုက်တွန်းခြင်းချီးမွမ်းခြင်းဖြစ်ပါတယ်ရှူရှာရတဲ့လေတော့တုံးရတဲ့ရေနေတိုင်းခွေရတဲ့ကဘာကြီးမှာငါအသက်ရှင်ခွေရတာဒါတွေ့ကြည့်ရင်မနကယ်ကျေးဇူးတော်ဖန်ဆင်းရှင်အသိရှိနိုင်စရာလူဖြစ်ရတဲ့ချိန်တန်ဖို့ရှိတဲ့ချိန်တမလုံးခီးလက်တွင်မျောလင်းချက်အိုပြည့်စုံသွားဖို့ရာအိုသွေးတန်နဲ့ကိုရောပေးဆက်တာထိုကဲ့သို့သောချင်းမြတ်တာကိုတော်ပါသေးတဲ့ငြင်းမိတော့မလို့တော်သေးတဲ့ကြောခိုင်းတော်မလို့ယေရှုတော်ကကြည်လွန်လို့သာတော်သေးတာဆိုင်ခွေရတဲ့ကဘာကြီးမှာငါအသက်ရှင်ခွေရတာဒါတွေ့ကြည့်ရင်မနကယ်ကျေးဇူးတော်ဖန်ဆင်းရှင်အသိရှိနိုင်စရာလူဖြစ်ရတဲ့ချိန်တန်ဖို့ရှိတဲ့ချိန်တမလုံးကြီးလက်တွင်မျောလင်းချက်အိုပြည့်စုံသွားဖို့ရာဒါတွေ့တဲ့နဲ့ကိုရောပေးဆက်တာထိုကဲ့သို့သောချင်းမြတ်တာကိုတော်ပါသေးတဲ့ငြင်းမိတော့မလို့တော်နေတဲ့ကြောခိုင်းတော့မလို့ယေရှုတော်ကကြည်လွန်လို့သာတော်ပါသေးတဲ့ငြင်းမိတော့မလို့တော်နေတဲ့ကြောခိုင်းတော့မလို့ယေရှုတော်ကကြည်လွန်လို့သာတော်သေးတာကျွန်တော်ရဲ့ဘုံတော်နဲ့ဆိုအတွေ့ကိုအမတွေကျွန်တော်ရဲ့စိတ်ဓာတ်နဲ့ဆိုအတာအမတွေဘာပဲတော်ပါသေးတယ်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 ငြင်းမိတော့မလို့တော်သေးတယ်ကြောခိုင်းတော့မလို့ယေရှုတော်ကကြည်လွန်လို့သာတော်ပါသေးတယ်
ရုပ်စရင်ဖြတ်ရှင်ကောင်းကြည့်ပေးပါစေ